ဘဝဆင်းရဲလို့ရှိရင်ဒါနကောင်းမှုများများလုပ်ပေးလိုက်နောက်ဘဝမဆင်းရဲတော့ကြားဘူးလားဗမာပြည်မှာနမရောမေနုအမရပူရမ်းမှာနမရောမေနုကကိုးကွယ်တယ်ဆရာတော်ဥပုပ်ဆိုတာကြားဘူးလို့ဆရာတော်ဥပုပ်ရဲ့မေတော်ကြီးကဆင်းရဲရှာတော့ကြောင်းလာပြီးတော့တပည့်ကလေးတစ်ထည်ဆွတ်မအောင်လို့ဆရာတော်သူ့သားဆရာတော်ဥပုပ်စီလာသူ့မှာဆင်းရဲလို့တပည့်ကလေးတစ်ထည်လောက်တော့ဆွတ်မလို့ဆိုရလာတယ်တက္ကမကြီးကပခုံးပေါ်မှာတပည့်အနွမ်းကလေးပါလာအဲ့တော့ဆရာတော်ဥပုပ်စီသွားတဲ့အခါကျဆရာတော်ဥပုပ်ကအဲ့ဒီတပည့်အစုပ်ကလေးအနွမ်းလေးကိုလှူခံလိုက်တယ်တပည့်အစ်စ်မပေးဘူးအဲ့ဒါကိုလှူခံလိုက်တယ်ဘာကြောင့်လို့ဆိုလှူမှချမ်းသာမှာလေယူတာမချမ်းသာဘူးလေဒါကြောင့်လို့ဒါနကောင်းမှုလုပ်ခိုင်းလိုက်တဲ့သဘောပဲဒါအေးဆင်းရဲဆိုရင်ကုသိုလ်ကောင်းမှုလုပ်ကိုစားတဲ့တဲ့ဓမင်းတို့လျှော့စားလိုက်တန်ဃာတစ်ပါးကြွလာဆွန်းလောင်းလိုက်ဒီဟာအမောချမ်းသာနိုင်နော်ကိုစားတဲ့တဲ့အများကြီးလောင်းဖို့မဟုတ်ကိုစားတဲ့တဲ့ဆွန်းဓမင်းမကန်တဲ့ဟင်းနှစ်ခွက်လေးဒီနေ့လျှော့စားလိုက်လောင်းလိုက်ဝတ်သားတို့နှစ်တုံးရှိရင်ကိုယ့်အတွက်တစ်တုံးချန်တာတန်ဃာအတွက်တစ်တုံးလောင်းလိုက်ဒါဌာနကောင်းမှုလုပ်လိုက်တာပဲကုသိုလ်ဖြစ်သွားတာကိုစားတဲ့ထဲကတစ်ခုဖွဲပေးလိုက်တယ်ဆိုတော့တန်ဃာမှလောင်းရတော့မဟုတ်ကိုအမေကိုကျွေးလိုက်မယ်ကိုတူကိုကျွေးလိုက်မယ်စေရနာနဲ့ဘယ်သူပဲဖြစ်ဖြစ်ကျွေးလိုက်တယ်ကိုစားတဲ့ထဲကနေမုံလေးတစ်ဆက်ရှိရင်တစ်ချမ်းကျွေးလိုက်တယ်ငပြောသည်ဆိုရင်တစ်ချိုးကျွေးလိုက်တယ်ဒါလည်းဌာနကောင်းမှုဖြစ်တာနော်ဒါကြောင့်မကားတွေကလည်းငါမန္တိဆရာတော်ကြီးကသူကဆိုထားတဲ့စကားဆိုလက်ဖက်တယူကျန်တချိုးရေအိတ်တစ်ဆက်ရေအိတ်တစ်ခွက်စီတစ်ဆက်နဲ့လက်ဖက်တယူကျန်တချိုးမြဒါနဟူစီရကောင်းမှုချိုးစားပြုလို့ဘာပဲဒီဒါနကောင်းမှုလုပ်ရဆင်းရဲမွေးတည်မှုကလွတ်ဖို့ရတဲ့ဒီလိုတော့